Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa ဆရာကြီးဘုရားတင်ပါဗျာအိန္ဒိယတတာဩနာယဒါနာဟိတေဇာတိယောပစီယဝဝိယောသနိစိနောမေသာပြုတိတကေအိန္ဒိယတတာရုပ်နဲ့မြဲပိုင်ချတော်ကြီးမ၍သုံးပါးစေရီပါရမီတော်သာတိတော်ဘုံတို့ကြောင့်၆ရောင်စုံကုန်မြူလည်းရဲ့ဝိညာဉ်နဲ့သာဆိုတဲ့ကိုယ်လူကိုဟန်ကျူးတဲ့တိုင်းသမပြိုင်နိုင်အောင်လက်တရားရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဗမှုကလေးမြခုံးတော်တွေလေးဘုဒေနာတင်စားတရားလူပြူထွားထွားကောက်စွာပေါင်းဖွားဖြစ်ပေါ်၍လာတော်မူသောဩနာယသာဆွေလူဆန်လေးတောင်းခဲ့ရှိရသည်ဖြင့်စိတ်နာနှင့်တွင်ဝိရကြည်မြေကဲ့သို့ဖြူစေဝိတဲ့လက်ရရဲ့ခွေရောစိတ်ကျဲပွင့်နေကုန်လို့အုံနှလုံးခေါ်ဝိရှင်တော်တဲ့လွန်ချူမြတ်သည့်ရတုမလည်းကောင်းဒါဒါဟိသပရမမောင်ရဲ့နေစီပိုက်ကဲ့သို့မိမြဲတော်နှခမ်းတော်လို့ဖြင့်မပေါ်အောင်ဖုံးပေး၍ထားတော်တော်တော်လေးစေဆွဲတော်လေးစုဖြူရရတဲ့တော်သူမလည်းကောင်းသိကြရတဲ့ရောကလေးအနည်းစိတ်စိတ်လုံးဘောပြူဝေးရွယ်ဖြန့်ချက်စီချေဝေးချေရောက်တဲ့ကိလာကဝေးတော်မူနေရောက်တဲ့ဒီတကယ်တို့မျက်လေးပဲသပင်ကိုကြားပြူပွင့်ဝဲမူရောဘုံပမာကစိတ်ကောင်းဖို့တင်ရောက်တဲ့တကယ်တို့တလဲလဲတဖိတ်ဖိတ်ရေးရေးတလဲလဲစိတ်ရောင်ကြည့်ရဲ့စိတ်ရောင်ကြည့်တဲ့ဖြူခွေးတော်စင်တော်မြတ်တို့သည်ဝစီယဝါစိတ်နဲ့စိတ်တွေဖြူခွေးကြောက်ကြောင်စိတ်နာတော်မြည်ကဲ့သို့ဝိရောစံမီကုမြေရသူတို့ဤစိတ်ဝဲအထူးဘဝမှာကြည်ညိုလောက်အောင်ရှင်မြူတကြွသမညတဖြင့်လှပဆန်းကျဲတင့်တယ်တော်မူကြပါပေကုန်၏တော်ဒီနောသူလေးဆဲလေးဆရာကြီးတို့ကြောင့်ဝိညာဉ်တန်ဝေလူခံသည်ငါမအောင်ပြီးထိုးပြရှင်ကိုယ်တော်မြတ်ကြီးသည်မေမမယုံနေနဲ့နာကျိုးနဲ့ပြဖို့တက္ကရာဆွဲခြင်းလွဲ၍ငါဘေကမောကျွန်ုပ်ဤဒီတကြီးဥကဝေရနာမြညာချခြင်းစိတ်တင်၌သာဓုဘေးရကတဲ့ကင်းငြိမ်စေမှုနဲ့သာပြု၍ကြည်ရှုကိုယ်တိုင်ခိုင်ခိုင်မမတ်တည့်ရဲ့ဒီတော်မူလေပါစေအောင်ကြည်နေတနောကဲ့သို့ရွှေဖို့တော်တကယ်ရှင်မြတ်ကြီးဗျာသာဓုသာဓုသာဓု